အားလုံးပဲမင်္ဂလာပါခရာ channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့လော်ခဲ့တဲ့ဒီ video clip မှာဆိုရင်ကျွန်တော်တို့ဒီ1 ton တွေရဲ့ဒီ data ပေါ့နော် information တွေကိုကျွန်တော်တို့တွင်းခဲ့ပါတယ်ဒီဘက်မှာကြတော့ကျွန်တော်တို့ဒီ leave untitled ပေါ့နော်နှစ်ပတ်သက်ပြီးမှကျွန်တော်တို့ calculation များကိုဘယ်လိုမျိုးတွက်မလဲဆိုတဲ့အရာကျွန်တော်တို့မှဖြစ်ပါတယ်ဒါပေမဲ့ဒီ video clip မှာကကြတော့ဒီ employee data ကိုဒီဘက်မှာပဲတစ်ချက်ဖြစ်ပါတယ် leave without pay နဲ့ virtual leave ဘယ်လိုမျိုးတွက်တယ်ဆိုတဲ့အရာကျွန်တော်နောက် video file မှာကျွန်တော်သွားမယ်ဖြစ်ပါတယ်ဒီတော့ဒီမှာကြည့်တဲ့အခါမှာကျွန်တော်တို့က employee ID ဟောဒီမှာရှိနေပြီးသားဖြစ်ပါတယ်တော့ဒီဟာကိုနေပြီးတော့မှကျွန်တော်တို့ဒီ employee ရဲ့နာမည်တွေကိုဒီကနေပြီးတော့မှထည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က copy paste ထည့်လို့တော့ရတယ် copy paste ထည့်လို့ရပါမယ်ကျွန်တော်တို့က copy paste ကအမှားရောရှိတတ်တယ်တော့ကျွန်တော် vlookup ချိန်ပါမယ် vlookup ချိန်မယ်ဆိုတော့ equal to vlookup ကိုခေါ်ပါမယ်ခေါ်တဲ့အခါမှာကျွန်တော်တို့ကဒီတိုင်းချိန်လေးရတယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ကြားလို့ရှိရင်တော့ control A ကိုနှိပ်လိုက်ရပါ control A ကိုနှိပ်တဲ့အခါမှာဒီလိုမျိုးဝင်သွားတော့ဒီတန်းလေးပေါ်လာတာတွေ့ရပါတယ် lookup value ကကျွန်တော်ဘေးဟာကိုအတိအကျယူပြီးတော့မှသွားမှာလေဆိုတော့ lookup value မှာကျွန်တော်တို့က employee ID ကိုနော်ရက်သွားပြီးသွားမယ် table array ကိုကြတော့ဒီဖက်ကကြတော့ table array ကကြတော့ဘေးဟာကိုယူကျွန်တော်တို့ဒီဟာကိုယူချင်တာဒါတော့ဒီကနေအတိအကျဖြစ်တဲ့ဒီကနေဒီမှာနှစင်းသွားလိုက်ပါမယ်ဒီတော့ဘယ်တစ်ခုရှိတယ်ဆိုရင် နှစ်ဘာကြောင့်နှစ်ထည့်ရတယ်ဆိုတာက table array မှာကနှစ်ခုပဲပါလို့ကျန်တဲ့အရာကိုဒီတော့ကျွန်တော်တို့က0လို့သတ်မှတ်ပါမယ် okay ဆိုတော့ရပါပြီဆိုပေမဲ့ဒီမှာတစ်ခုရှိတာကကျွန်တော်တို့ကဒါကဒီ error တဲ့ if error ကိုကျွန်တော်တို့ဖြောင်းမယ် if error ဖြောင်းလို့ရှိရင်ဒီဘက်မှာလည်းအဆုံးစက်မှာကျွန်တော်တို့က comma ကောက်မယ်ဘာကြောင့်ထည့်ဖို့လို့အဲ့တကယ်လို့များဒီဘက်ကဒီနံပါတ်ရှိတဲ့အရာနဲ့ကျွန်တော် match မဖြစ်လာတဲ့အခါမှာပေါ်လာတဲ့ဟာ dash ပုံစံမျိုးပေါ်လာအောင်ကျွန်တော်တို့လောက်ထားခြင်းဖြစ်ပါတယ်နော်ဒီလိုဆိုရှင်ကျွန်တော်တို့ရွှေ့ကိုလို့ရပါပြီ okay ဒါဝင်ပြီနောက်တစ်ခုက department ကိုလေထုံးနေလည်းကောင်းပဲကျွန်တော်တို့ခေါ်ပါမယ် equal to vlookup ပြီးလို့ရှိရင်တော့ကျွန်တော်တို့ control A ခေါ်တယ်ဘာကိုသွားမလဲနံပါတ်ကို ID နံပါတ်ကိုခေါ်တယ် tab bar ခုံတယ်နော် tab bar ခုံတဲ့အခါမှာကျွန်တော်တို့က department ကဒီမှာရှိတဲ့အတွက်နဲ့နော်ကျွန်တော်စပါမယ်1 2 3 4 5 6 enter ခေါ်တယ်ဟုတ် enter ခေါ်တယ်မှားသွားတယ် sorry ပြန်စပါမယ်နော် vlookup နော် vlookup ဆိုတော့ control A ကျွန်တော်ကဒီမှာID ကိုကျွန်တော်ခေါ်လိုက်ပြီ tab bar ခုံတယ်ပြီးလို့ရှိရင်ဒီဘက်ကနေတော့မှ1 2 3 4 9ထိသွားတယ်ပြီးလို့ရှိရင် tab bar ခုံပါတယ်ပြီးနံပါတ်က9ဘာလို့9 row column မှာရှိတဲ့အတွက်နဲ့9လို့ကျွန်တော်ထိဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကျတော့0 okay 0ဆိုတော့ကျွန်တော် okay ဟုတ်ပြီကျွန်တော်တို့ရပါပြီဒါပေမဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်ခါတဲ့လိုပဲကျွန်တော်ဗာထည့်မလို့ဆိုရင်ကျွန်တော်တို့ဒီ if error ပေါ့နော် if error ကိုကျွန်တော်ထည့်မယ်ဖြစ်ပါတယ် if error ကိုဘာစေခါတဲ့လိုပဲကျွန်တော်ရှင်းပြပြဖြစ်ပါတယ် if error ဘာကြောင့်ထည့်ဖို့လိုအပ်တာလဲဆိုလို့ရှိရင်တော့နော်ဟုတ်ပြီ okay ဒီမှာကျတော့ gender ဘိုင်းကိုကျွန်တော်တို့ထည့်ရပါမယ် gender ဘိုင်းထည့်တဲ့အခါမှာကျွန်တော်တို့ကပညာပါပါတယ်အဲ့ဒါကြတော့ gender ဘာကြောင့်ပါမယ်ဆိုရှင်ကြားနဲ့မနဲ့မတူဘူးကြားနဲ့မနဲ့မတူတဲ့အခါကျတော့ကျွန်တော်တို့အမျိုးသမီးတွေဆိုလို့ရှိရင်တော့ဒါဝင်ဖားခွင့်တွေပါတယ်ယူတက်တယ်အဲ့ဒီမှာ calculation ကကျွန်တော်တို့တွက်ချက်တဲ့အခါမှာ maternity period တွက်တဲ့အခါမှာဒါကလိုအပ်ပါတယ်ဒီတော့ကြိုတင်ပြီးမှထည့်ထားတာပိုရအဆင်ပြေတယ်ဒီတော့ကျွန်တော်တစ်ချက်တော့ပြောပါမယ် okay equal to if ကိုကျွန်တော်တို့ခေါ်မယ် if နော်တကယ်၍များ control A ကျွန်တော်တို့ခေါ်တယ်နော်အကယ်၍များ left ဘိုင်းမှာရှိတဲ့အရာနော် left ဘိုင်းမှာရှိတဲ့အရာနော်ဟုတ်တယ်ဒီထိကပေါ့နော် left ဘိုင်းမှာရှိတဲ့အရာနော်ဒီထိကနော် C6 ထိကနေပြီးတော့မှနော်ဘယ်တစ်ခုမြောက်လဲ3ခုမြောက်
3ခုမြောက်သည်နော်3ခုမြောက်သည်နော်3ခုမြောက်သည် equal to တူတယ်ဆိုလို့ရှိရင်ဘာနဲ့တူတယ်ဆိုရှင်ဝင်စားနဲ့ mr dot ဆိုတဲ့အရာနဲ့တူလို့ဆိုလို့ရှိရင်နော် mr2 ကိုနေပြီးတော့မှမင်းလို့သတ်မှတ်ပေးပါနော်မင်းလို့သတ်မှတ်ပါမဟုတ်လို့ရှိရင်သူ့ကိုပါလေကျွန်တော်တို့က value if မဟုတ်ရှိရင်တော့ female ဆိုတော့ပဲသတ်မှတ်ပေးပါကျွန်တော်တို့ကသတ်မှတ်လိုက်ပြီ okay အဲ့တော့မင်းဟုတ်ပြီအဲ့တော့ကျွန်တော်အရာတွေကနေတော့မှကျွန်တော်တို့ကနော်okay joining day ကလည်းကျွန်တော်တို့ဒီဘက်မှာပါတယ် joining day ကိုပဲယူမယ် joining day ကကျတော့ဒီဘက်မှာ joining day ဖြစ်ပါတယ် okay ဒါလေးကျွန်တော်တို့ vlogger နဲ့ချိန်လို့ရပါတယ်နော် vlogger နဲ့ချိန်လို့ရပါတယ်vlogger control A id ကိုပဲယူမယ် tab ခုံမယ် array ထဲမှာနေပြီးတော့မှ table array က1 2 3နော်ဒီတော့ tab က3ခုဖြစ်မယ်နော်ဟောရှိနေ0ဖြစ်မယ် okay နောက်မယ် if အဲ့ဒါတော့မယ်ကျွန်တော်ရှင်းပြပါမယ်တော့မှာ okay ဒါကဘာပဲဖြစ်နေ general ဖြစ်နေလို့တကယ်နဲ့ joining rate ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာပါရမလဲကျွန်တော်တို့က date ပါဖို့လိုအပ်ပါနော်ဒီတော့ဒါဝင်ပြီးတော့မှကျွန်တော်တို့ကဘာလဲပြောရမလဲ date ပုံစံမျိုး joining date ကိုကျွန်တော်တို့လိုချင်တဲ့အတွက်နဲ့ number mode နဲ့short date ကိုကျွန်တော်တို့ပြောင်းလို့ရှိရင်တော့ဘယ်နေ့ဘယ်ရက်ဆိုတဲ့အရာကိုရမယ်ဖြစ်ပါတယ် sorry ရမယ်ဖြစ်ပါတယ်ကျေးဇူးပါဒီနေ့နောက် video မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘောနော် service multi service ရေလေးဝတ်သားဖိနဲ့ capture လေးကိုတွေ့တာပါပဲဖြစ်ပါတယ်ဒီမှာကြတော့ကျွန်တော်တို့ဒီအဓိကဒီမှာကျွန်တော်တို့ vlogger သုံးသွားတဲ့အရာနဲ့ if formula သုံးသွားတဲ့အရာကိုကျွန်တော်တို့လေ့လာခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးမှကျွန်တော်တို့ဒီ HR ဘက်နဲ့ပတ်သက်ပြီးမှအဆုံးထိကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော် channel ကို channel ကို subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုပါတယ်ကျေးဇူးပါ